Problem là three channel là tụi nó three channel thì mình chuyển trên cho nó nhớ đi xem về đây channel video là channel mình là sau khi mình đăng xuống nó cũng sẽ lúc đầu tiên là cũng trong mình là chơi là cũng trong mình là đi profile mà ở đây lúc sau thì nó được đi làm vậy let's go go 4နေရာရောက်လာတဲ့ရုရှားစစ်သည်မော3စင်းအဲ့3စင်းက10ရက်နေ့ထိနေသွားမယ်10ရက်နေ့လာမယ်10ရက်နေ့ထိနေသွားမှာဆိုတော့အဲ့3စင်းမှာတစ်စင်းကစီသမောလေးစီသမောတစ်စီးပါလာနော်စီသမောတစ်စီးပါလာဆိုတော့ထူးကြတာပေါ့နော်ပြီးတော့ဒါလောက်ကဘာကြီးမှာရိုးရိုးဖြစ်နေတဲ့အချိန်ဟိုဘယ်နိုင်ငံကိုဘယ်ဒုံးကြီးတွေဝင်ကြပါမလို့ဆိုတော့မသိနေတဲ့အချိန်ဘယ်နိုင်ငံကိုဒုံးကြီးတွေကြမလို့ဆိုတော့မသိနေတဲ့အချိန်မှာမြန်မာနိုင်ငံကိုရုရှားကစစ်သည်မော3စီးကလာပြီးလက်ပတ်ပြီးမြန်မာစိတ်ကမှကပ်ပြီးတော့စောင့်နေတယ်ဆိုတဲ့ကိစ္စကဘာအကြောင်းပြချက်မှမရှိဘူးပလိမ့်ပြဟိုအထိတ်မှတ်ရက်လည်းမရှိဘူးဘာမှမရှိဘူးဗျာအထိတ်မှတ်ရက်တွေပါလည်းမရှိဘာမရှိညာမရှိနဲ့ရုပ်တရက်ရုရှားသမော3စီးဒီမှာရောက်နေတယ်ဆိုတာကဘာပြီးတော့မြန်မာနဲ့ရုရှားရဲ့ဒီဟိုအပြန်အလှန်ချိတ်ဆက်မှုအားကောင်းတာချစ်ကြည်ရင်းနှီးမှုခိုင်မာမှုပြီးတော့ဒီလိုလာရက်နေခြင်းအပြင်ရုရှားစစ်သမောတွေမြန်မာပြည်မှာရှိနေပါတယ်နဲ့တိုက်ခိုက်ရင်တော့ဒီဘုရားပြင်ထားပဲရုရှားအဲ့ကြရင်တော့သူ့စစ်သမောတွေထိရကောင်းလားဆိုတွဲတွဲမှာဘာလို့ဆိုပြီးရချက်ကတိရိလင်္ကာပင်လယ်ပြင်ပိုင်တဲ့နားမှာဟိုအီရန်သမောအမေရိကန်ထုထည့်တယ်ဟိုပစ်ထည့်တာအီရန်သမောထိသွားတယ်အဲ့ဒါမျိုးဆိုရင်ဒါကျွန်တော်တို့လည်းသိမွေးတော့ဒီလည်းကတော့မှတိတ်မွေးတော့ဘင်္ဂလားပင်လယ်အော်ထဲမှာတိတ်မွေးတော့အိန္ဒိယရှီမာလာပြီးမီလန်လက်ချေမှာလာတယ်လာပြီးတော့ပြန်တဲ့အီရန်သမောကိုကင်ထည့်ထုထည့်တာအမေရိကန်ထုထည့်တာအဲ့မှာအီရန်သမောထိသွားတယ်အဲ့တော့ဒါမျိုးဆိုရင်ကျွန်တော်တို့နိုင်ငံလည်းတိတ်ဝေးလာတာမဟုတ်ဘူးပေါ့နော်မို့တော့ဒီလိုမျိုးပြီးရရပိုင်းဖြစ်သွားတဲ့ကိစ္စတွေနဲ့ဆက်ဆက်ပြီးတော့မြန်မာမရှိဘူးအဲ့စစ်သမောတွေရုရှားစစ်သမောတွေရောက်နေတဲ့ကိစ္စဘာပဲပြောကျွန်တော်တို့ဒါကနည်းနည်းစိတ်ဝင်စားဖို့ကောင်းတဲ့ issue ပေါ့နော်ကမ္ဘာရေးရမှာစိတ်ဝင်စားဖို့ကောင်းတဲ့ issue ကမ္ဘာရေးရမှာဒီကမ္ဘာလုံးမှာရှိတဲ့ order ကြီးတဲ့နိုင်ငံတွေကစောင့်ကြည့်တဲ့အခါမှာမြန်မာပြည်ကဒီသမောတွေရောက်နေတယ်ရုရှားသမောတွေရောက်နေတယ်အဲ့တော့ငါတို့တော့ထိလို့မရဘူးထင်တယ်ဆိုတာမျိုးရုရှားကလာပြီးတော့များကျွန်တော်တို့ကိုကာကွယ်ပေးသလားတော့ကျွန်တော်မသိဘူးပေါ့ဘေးမင်းတို့တွေဖြစ်ချင်တာဖြစ်ချင်တာဖြစ်ဒါပေမဲ့ငါတို့ငါတငယ်ချင်းနိုင်ငံလာထိလို့မရဘူးတော့ဆိုတာမျိုးများလာပြီးတော့ရုရှားသမောတွေနဲ့ခိုက်စိုက်ကပ်ပြီးပြသလားတော့ကျွန်တော်မသိဘူးအဲ့လိုဆိုရင်တော့ကျွန်တော်ရုရှားကိုကျေးဇူးတင်တယ်နော်တော့သူပုံမှန်လာတာမင်းချက်ကားတာဆိုလည်းမတတ်နိုင်ဘူးပေါ့ဗျာနော်ကျွန်တော်လည်းမသိဘူးပေါ့အဲ့တော့လောလောဆယ်တော့ကျွန်တော်အဲ့လိုမျိုးတွေးကြည့်တယ်အဲ့လိုဆိုရင်တော့ကျွန်တော်ရုရှားကိုကျေးဇူးတင်တယ်အဲ့လိုမဟုတ်ဘူးဆိုရင်လည်းကျေးဇူးတင်ပါတယ်ဘာလို့ဆိုတော့ဒီကိုလာပြီးလဲတယ်ပါဆိုတော့ကြည်ကြည်နည်းမှုပြတာပေါ့နော်ဒါလေးကောင်းပါနော်ဒါလေးကဆက်ဆက်တယ်ပြီးတော့စီးသမောပါလာခါတိုင်းလာရင်စီးသမောတွေပဲလာတာစီးသမောပါလိမ့်မရှိဘူးဒီတစ်ခါစီးသမောတစ်စီးထည့်ပါလာတယ်ဆိုတာလက်ဆောင်ပေးတာလားတော့မသိဘူးပေါ့နော်လက်ဆောင်ပေးရလားမြန်မာစီးနဲ့ပတ်သက်ပြီးအချက်တွေတွင်းနိုင်တယ်သွားစီးသမောတွေဒီစီကလက်ဆောင်ပေးလိုက်ပါကွာဆိုပြီးလူကြီးကမာလို့များလာပေးတာလားတော့မသိဘူးတချို့ကတော့အဲ့စီးသမောကရုရှားသမောတွေကိုတီးလိုက်ဖြစ်တဲ့သမောတွေလို့ပြောတယ်မြည်တော့ပင်ဆိုစီကမူပေါ့ဗျာစီသမောစီပါလာတာထူးကြတယ်အရင်တော့ရုရှားသမောတွေလာတာခါမှစီသမောပါလို့မကြဘူးခုပါလာတယ်ဆိုတာဒါကတော့နည်းနည်းတော့ထူးကြတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ဒီနေ့အဲ့ဒါကိုထည့်ပြောချင်တယ်နော်နောက်တစ်ခုက73စီကိစ္စနဲ့ပတ်သက်ပြီးတော့ပါလာပြီးဆက်ပြောတာပေါ့နော်73ကိစ္စကဘာလဲဆိုတော့ထိုင်းနိုင်ငံကဒီနေ့ဆိုရင်သတင်းစကားပါပါတယ်သူတို့မီဒီယာတွေကဒီနေ့မနေ့အစောကြီးမှာသတင်းတွေထွက်လာတယ်ဘာလဲဆိုတော့ထိုင်းနိုင်ငံမှာ73စီအလုံးလောက်ရှိတယ်65ရက်စာဖို့ရှိတယ်65ရက်စာဖို့ရှိတယ်နော်သူတို့အစောပိုင်းရက်က61ရက်လို့ပြောတယ်ခုတော့သူတို့တွက်ချက်လိုက်တဲ့အခါ61ရက်စာရှိတယ်ပေါ့ဗျာနော်61ရက်စာရှိတဲ့အတွက်ထိုင်းနိုင်ငံအနေနဲ့စီးနေပတ်တဲ့စိတ်ပူစရာမလိုဘူး3လပေါ့ဗျာရေပေါင်း3လနောက်ထပ်3လကျော်တော့စစ်ဖြစ်လို့ရသေးဖြစ်ဆန်းกว่าဆိုပြီးတော့ရွက်ပြောသလိုပဲမင်းတို့3လလောက်စစ်ဖြစ်ဆန်းกว่าဆိုထပ်ပြေလို့ရသေးတယ်ဆိုပြီးတော့ရွက်ပြောသလိုပဲအဲ့တော့65ရက်စာရှိပါတယ်တဲ့ထိုင်းကရှိတယ်အဲ့တော့သူတို့အနေနဲ့ဘာလုပ်လဲဆိုတော့65ရက်စာရှိတယ်ထိုင်းနိုင်ငံနဲ့စိတ်ပူစရာမလိုဘူးပေါ့ဒါပေမဲ့သူတို့တခြားနိုင်ငံတွေကိုမရောင်းတခြားနိုင်ငံတွေကိုစီးမရောင်းဒါပေမဲ့မရောင်းဆိုရင်မြန်မာနဲ့နောက်တစ်နိုင်ငံလာအိုလားမသိဘူးအဲ့ဒီချင်းလာအိုနဲ့မြန်မာနဲ့လာအိုပေါ့မြန်မာနဲ့လာအိုကိုတော့သူတို့စီရောက်ပြီမယ်တဲ့နော်ရောက်ပြီမယ်ဆိုတော့မြန်မာလာအိုထိုင်းရဲ့ချစ်ကြည်ရင်းနှီးမှုအရာထိုင်းနဲ့လာအိုထိုင်းနဲ့မှာချစ်ကြည်ရင်းနှီးမှုအရာပြောရရင်တော့စီရောက်ပြီမယ်မြန်မာလည်းရောက်ပြီမယ်လာအိုလည်းရောက်ပြီမယ်သူတို့ရှိမှရှိရစီရောက်ပြီမယ်နောက်ထပ်ရောက်လာပြီစီလည်းသူတို့လက်ခံမယ်အဲ့တော့ရောက်ရတယ်ဗျအဲ့လိုမျိုးထိုင်းဘက်ကအာမခံပြောပါပြီဖြစ်တဲ့အတွက်ကဲခင်ဗျားတို့စီတန်းစီတိုးတဲ့လူတွေတိုးကြအောင်မလားစီတိုးစမ်းတိုးကြစမ်းအဲ့လိုပြောကြတယ်တိုးကြစမ်းကျွန်တော်ဒီနေ့ရန်ကုန်ကမိတ်ဆွေတွေကပြောပါတယ်အင်္ဂလန်မိတ်ဆွေတွေကလည်းပြောပါတယ်ဟုတ်အင်္ဂလန်ပဲပါတယ်မြန်မာမိတ်ဆွေတွေကပြောပါတယ်နော်တချို့နေရာတွေမှာစီတန်းစီတိုးတာမတွေ့တော့ဘူးတဲ့မရှိတော့ဘူးဒီနေ့တချို့နေရာတွေမှာစီတန်းစီတိုးတာမတွေ့တော့ဘူးတဲ့မတွေ့ရဘူးပုံမှန်ပဲဒစီမစီအဲ့လောက်ပဲရှိတော့တယ်တဲ့ဘာဖြစ်သွားလဲတော့မသိဘူးတဲ့ဆိုတော့တချို့ကပြောတယ်ကြည့်ရတာတဲ့စုံရက်မရက်စပြီးမို့လို့မနေ့ပြန်စပြီးမို့လို့တချို့များလန့်ပြန်ပြီးကူးတယ်မထွက်တာလားမသိဘူးမျိုးစုံပြောကြတာပေါ့နော်ပြီးဆိုရင်ပြောစီကမူရန်ကုန်မှာစီတိုးတာလေတချို့နေရာမှာတိတ်တိတ်တိုးနေတာမရှိတော့ဘူးတဲ့တချို့နေရာမှာလူတွေထင်တာမျိုးရှိတယ်တနင်္ဂနွေရန်ကုန်မျိုးပတ်ပြီးစီတိတ်တိုးနေတာမျိုးတော့မဟုတ်ဘူးလို့တော့ပြောတယ်အဲ့တော့စီတိုးတဲ့လူတွေသိစိတ်မှုစရာမလိုတော့ဘူးဆိုတဲ့သဘောတော့အတွေ့ရတယ်တစ်ချိန်တော့ပဲထိုင်းကိုယ်တိုင်ကလည်းဒီလိုအာမခံထားရဖြစ်တဲ့အတွက်ပွင့်လည်းပြောရင်တော့ဒါမြန်မာအစိုးရဘက်ကတော့စီနဲ့ပတ်သက်တက်ချူချောင်းသွားပြီဗျာသိပြီးစိတ်မှုကြဘူးလို့ဟုတ်ကဲ့ဗျနောက်ခုတစ်ဆက်ပဲတင်နေရအဲ့ဒါပါဗျအလုံးကျေးတင်ပါတယ်နောက်တိုင်းမှာဆိုအေးရညမှာဆိုဗျ